ကြီးတချင်းလေးများညီမလေးအတန်လေးနဲ့များဆိုလိုက်ရင်အကိုကြီးလည်းတေးရီများပေါက်သွားမလားလို့မင်းတချင်းရေးတာလည်းရှိတယ်ပေါ့ရှိတယ်ဟုတ်လားညီမလေးခဏထိုင်အောင်လားညီမလေးကိုကြီးထားတဲ့တချင်းလေးလေဟာညီမလေးအတန်လေးနဲ့ဆိုကောင်းမလားလို့စိုးကြည့်သားမှာကိုကြီးဘဝအကြောင်းလေးရေးထားတာဟုတ်ကဲ့စိုးကြည့်နော်ဟုတ်ကဲ့ကိုအမဆိုတာတော်တော်သေးတာစိုးကြည့်ညီမလေးအတန်လေးနဲ့စိုးကြည့်ကိုအမဆိုတာတော်တော်သေးတာခန္ဓာကိုပြောတာနော်ညီမလေးအကိုကြီးအကြောင်းလေးရေးထားတာအကိုကြီးကလည်းမြန်မာနိုင်ငံလည်းရောက်တာပဲစင်ကာပူလည်းရောက်တာပဲအမေရိကန်လည်းရောက်တာပဲထိုင်းလည်းရောက်တာပဲရောက်တာပဲကိုကြီးဘဝသမိုင်းကြောင်းနဲ့အကုန်ရေးထားတာစိုးကြည့်နော်ကိုအမဆိုတာတော်တော်သေးတာကိုအမဆိုတာတော်တော်သေးတာခန္ဓာကိုနော်ခန္ဓာကိုရောက်ဖို့တဲ့နေအမေရိကန်ဂျပန်ထိုင်းအမေရိကန်ဂျပန်ထိုင်းမြောင်ထိုင်းဆိုစောင့်ချပလိုက်အားမနာနဲ့အားမအော်လိုက်မှာအမေရိကန်ဂျပန်ထိုင်းအမေရိကန်ဂျပန်ထိုင်းဩစတြေးလျနဲ့စင်ကာပူ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 ဘင်္ဂလားဒေ့ရှ်မှာမွေဆိုဘင်္ဂလားဒေ့ရှ်မှာမွေဘင်္ဂလားဒေ့ရှ်မှာမွေဘင်္ဂလားဒေ့ရှ်မှာမွေဖင်လန်နိုင်ငံဥရုဂွေဆိုတချင်ကကောင်းတယ်ကောင်းတော့မပြီးတော့မှဖင်လန်နိုင်ငံဥရုဂွေဆိုကောင်းပါလိမ့်နဲ့တာကြီးမရှိနဲ့နေကိုကပြောတဲ့ဟာတာကြီးမရှိနဲ့ဟလာနေရှိလိုက်တော့ကျင့်ကျင်သွားတယ်ဘာလို့မျက်လုံးဘင်္ဂလားဒေ့ရှ်မှာမွေဘင်္ဂလားဒေ့ရှ်မှာမွေဖင်လန်နိုင်ငံဥရုဂွေဖင်လန်နိုင်ငံဥရုဂွေငါညမလည်းဘာဖြစ်လဲဝင်းကိုအလူကြီးမဆိုပါဘူးတိကျဖင်လန်နိုင်ငံဥရုဂွေဖင်လန်နိုင်ငံဥရုဂွေခွေးညီမလေးကဖြတ်မပြစ်နဲ့ခွေးဖြတ်တော့ဘာဖြစ်လို့တော့ဟာခွေးဖြတ်တော့ခွေးလေးတိုးသွားတာပေါ့ဟာတိကျလေးဆိုပါဖင်လန်နိုင်ငံဥရုဂွေဖင်လန်နိုင်ငံဥရုဂွေငါညမဟာခွေးကြီးအဲ့လောက်မစွဲနဲ့ဟာငါညမခွေးအဲ့လောက်ဆွဲတော့ဘာဖြစ်လို့တော့ဟာခွေးရှင်းနေတာပေါ့ဟာမင်းတိကျလေးဆိုပါတိကျတယ်ဖင်လန်နိုင်ငံဥရုဂွေဖင်လန်နိုင်ငံဥရုဂွေဝေးကိုအလကုမထဲနဲ့ဘာဖြစ်လို့တော့ဝေးလေးတုံးနေတယ်ဘလို့နဲ့ငါတချင်ကဒီတချင်ကဝေးလေးကိုမိန်ထားတာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟာတာရူရဲ့ရှင်းဗီဒီယိုတွေကိုအများနဲ့ဆက်ပေးနေတဲ့ရှမ်းမြေဖြစ်ပါတယ်ကျွန်တော်ရဲ့ဟာတာရူရဲ့ရှင်းဗီဒီယိုတွေအများနဲ့ဆက်နိုင်အောင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနေပြီးတပိတ်ကောင်းလေးကိုလည်းနေထားပေးဖို့တောင်းဆိုပါရစေ